ဒီကဒူးနာနေတာလာတော့နှစ်တော်ကြာအသက်40နဲ့9နှစ်အလောက်က6နှစ်9နှစ်လောက်ကနာတာအမှဟိုမှာလဲ physiotherapy နဲ့ပဲကုနေတာပေါ့နော်အများတန်းကုညာတက်တာလိုက်ပြောင်းလိုက်တက်တာလိုက်ပြောင်းလိုက်တခုရှိရအန်တီနည်းနည်းလေးကျင့်ငန်းလောက်တာနည်းနည်းလေးပြင်းတာလည်းပါတယ်လည်းထင်ပါတယ်တဖြည်းဖြည်းနဲ့နောက်ခုဒီဘက်နောက်ပိုင်းကျတော့ဘလို့မှလေအဲ့ဒါနဲ့မတက်တာလာတော့မတက်တာလာပြီးတော့အဲ့လိုလမ်းလျှောက်ရမှာလဲစိတ်ကကြောက်အဲ့လိုမျိုးဖြစ်နေတာအဲ့ဒါနဲ့ဒီအဖွာကနေပြီးတော့ရောင်းမရဲ့တငယ်ချင်းကနေဒီမှာကိုခါနာတာကိုလာပြတာအရွတ်ရောင်လို့ဆိုပြီးစေးပေးလိုက်တာတက်တာလဲဆိုတော့အန်တီကခွဲရမယ်လို့မထင်ဘူးဒီအန်တီလည်းအဲ့လိုပဲစစ်တောက်ပြီးပြောင်းမယ်လို့ထင်တာဒီရောက်တော့မှသာမခွဲလို့ဆရာမရတော့ဘူးတဲ့ She came to visit me about the knee pain both sides the pain is aggravated day by day from the x-ray the light is severe more than the left on the right knee joint inside the cartilage the surface is irregular surface both of the lateral and medial compartment it shows severe osteoarthritis with the good alignment no knee deformity I recommend her to do the surgery the surgery I told her about different surgery between the right and left knee because the right is severe more than the left I told her to do the minimally invasive surgery အဲ့ဒါဆိုဆရာလို့အဲ့ဒါဆိုရင်ဘယ်လောက်ကျွန်တော်နေလို့ရမှာတော့လို့ဆိုတက်တက်လုံးနဲ့အဲ့တက်တက်လုံးဆိုတာကိုပဲယုံကြည်ပြီးတော့လုပ်လိုက်ရှင်းပြရဲဆိုရင် minimally invasive surgery can save the muscle less damage to the soft tissue inside it can save the function and less pain with the robotic assisted surgery can make more precision more accuracy to put the prosthesis back to nearly personalized functional alignment for this patient. This case we do with the mobile bearing. Mobile bearing it can save the motion, make the knee, the prosthesis come back, move nearly normal or the native knee joint because it more full of the direction of the motion. One night after surgery, she start to walk through everything. ခုကတော့မခွဲခင်တော့ခံစားတယ်လို့တော့မခံစားရတော့ဘူးနာတော့နာတယ်ဒါပေမဲ့ရှောက်ဝယ်ဆိုရင်အခုရှောက်လို့ရတယ်ပေါ့နော်ရှောက်လို့ရလာရင်ဒါပေမဲ့စိတ်ထဲမှာမကြောက်တော့ဟိုလေအကုန်လုံးတော့ကောင်းပါတယ်သူ့နေရာနဲ့သူ့အပိုင်းလေးမှာတာဝန်ကြည့်အောင်လုပ်ပေးကြပါလို့ဆရာမတွေကျေးဇူးတင်ပါတယ်